အားလုံးပဲမင်္ဂလာညချမ်းလေးပါ ARD Midnight Horror Channel မှာပြန်လည်ကြိုဆိုပါရစေ။ယနေ့ညဖတ်ပြပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာဇေယျညမညရေးသားတဲ့အောင်မြတ်တာနဲ့ဝမ်းတွင်းဆုံးလို့အမည်ရတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ကျမတို့ရဲ့ ARD Midnight Horror Channel ကို Like and Subscribe ပေးဖို့လည်းတောင်းဆိုပါရစေ။ဇာတ်လမ်းလေးကတော့ကျွန်တော်တို့33စုဖျားကနေထွက်လာပြီးတော့ကရင်လက်နက်ကန်ခေါင်းဆောင်ဖြစ်သူရဲ့ရွာကိုဆက်ထွက်ခဲ့ကြတယ်။ရွာကိုရောက်တော့ရွာထဲမှာရှိတဲ့ခွေးတွေကကျွန်တော်တို့3ယောက်ကိုစူးစူးဝါးဝါထိုးဟောင်ပါလေရောကျွန်တော်ကတော့ဒါကမကောင်းတဲ့နမိတ်တစ်ခုဖြစ်တော့မယ်ဆိုလို့ကြိုသိနေတယ်လို့ဆရာကလည်းတစုံတစ်ခုကိုသိနေတဲ့အနေအထားနဲ့ကျွန်တော်ကိုလှည့်ကြည့်တယ်ကျွန်တော်တို့ရွာထဲကိုဆက်ဝင်လာတော့ရွာကန်လူထုတွေကကျွန်တော်တို့ကိုမနှိမ့်မြို့တဲ့မျက်နှာထားတွေနဲ့လှမ်းကြည့်နေတာကိုလည်းတွေ့လိုက်ရတယ်ဒါပေမဲ့လက်နက်ကန်ခေါင်းဆောင်ရဲ့တောင်းဆိုမှုကြောင့်လာခဲ့ရတာဆိုတော့ဘာမှတော့မပြောကြဘူးရွာလေကိုရောက်တော့လူတစ်ဖက်စာလောက်ရှိတဲ့ကျွန်းတိုင်တွေနဲ့စောက်ထားတဲ့ပြင်အောင်အိမ်မဲမဲကြီးတစ်လုံးကိုတွေ့လိုက်ရတယ်အိမ်ရှိရောက်တော့လက်နက်ကန်ခေါင်းဆောင်ကဆရာတို့ဒါကကျုပ်အိမ်ပဲအိမ်ပေါ်မှာကျုပ်မိမစောင့်နေတယ်ဆရာတို့သူ့ကိုမြင်ရင်သူ့ပညာအစွမ်းကိုရိပ်မိကြမယ်လို့ထင်ပါတယ်လို့ပြောပြီးအရှိကနေတက်သွားတယ်ကျွန်တော်တို့လည်းသူ့အနောက်ကနေတက်လာတော့အိမ်ရှိအိမ်ကမ်းမှာထိုင်နေတဲ့အသက်20ကျော်မိန်းမတစ်ယောက်ကိုတွေးလိုက်ရတယ်။ကျွန်တော်တို့တက်လာတာမြင်တော့အဲ့ဒီအမျိုးသမီးကရုတ်တရက်မျက်လွှာကိုချလိုက်တယ်။ဆရာကတော့အမျိုးသမီးကိုစိတ်စိတ်ကြည့်ရင်ရုတ်တရက်မျက်နှာလွှဲလိုက်တယ်။ကျွန်တော်လည်းထိုအမျိုးသမီးကိုကြည့်လိုက်တော့ခေါင်းပေါ်မှာအနက်ရောင်အခိုးငွေတွေပပလေးထွက်နေတာကိုမြင်လိုက်ရတယ်။ဒါဟာတာမန်လူတွေနဲ့ပညာသည်တွေကိုခွဲခြားထားတဲ့အရာလားတော့ကျွန်တော်မပြောတတ်ဘူး။ကျွန်တော်တို့ဧကန်းကဖျားခန်းရှိမှဝင်ထိုင်လိုက်တော့အမျိုးသမီးကကျွန်တော်တို့ရှိမှကျုံကျုံလေးလာဝင်ထိုင်တယ်အမျိုးသမီးလည်းအရှိရောက်ရောခြံဝင်းထဲကိုလူတစ်ယောက်ပြေးဝင်လာတာမြင်လိုက်ရတယ်ပြေးဝင်လာတဲ့လူကအိမ်တကားကိုဒေါသတကြီးကန်ပြီးဖျားခန်းထဲပြေးဝင်ဖို့အလုပ်ဆရာကရက်စံငါအမိတ်မရပဲဒီကနေတလန်းမှမရွေးနဲ့လို့ပြောလိုက်တယ်ဆိုရင်ပဲပြေးတက်လာတဲ့သူရဲ့ခြေလမ်းတွေကတုံခနဲ့ချက်ချင်းဆိုသလိုရက်သွားတာမြင်လိုက်ရတယ်။ဆရာကဘာမှမပြောသေးပဲအရှိမထိုင်နေတဲ့အမျိုးသမီးကိုကြည့်ပြီးသင်ဟာပညာသည်တယောက်ဆိုတာငါသိတယ်။သင်ရဲ့ပညာတွေကိုစွန့်လို့ဖို့ဆုံးဖြတ်ပြီးပြီလားလို့မေးတော့အမျိုးသမီးကငါဒီပညာတွေကိုမလိုချင်ပဲရလာခဲ့တာပါ။ငါဒီပညာတွေကိုမလိုချင်တော့ဘူး။ငါရဲ့ပညာတွေကြောင့်သမီးလေးဆုံးခဲ့ရတယ်။သမီးလေးဆုံးတဲ့ကဒီပညာတွေကိုစိတ်နာခဲ့တာပညာကုန်နှုတ်ပေးနိုင်မဲ့ဆရာမတွေ့သေးလို့သာတီးခံပြီးနေခဲ့တာပါအခုတော့ငါပညာတွေကိုနှုတ်ပေးမဲ့ဆရာတွေနဲ့တွေ့တော့ဝမ်းသာလှပါပြီလို့ပြောရင်ငိုပါလေရောအမျိုးသမီးရဲ့စကားကိုကြားတော့ဧကန်းအဝမှာရက်နေတဲ့သူကဟဲ့နန်းခင်နင့်ကိုငါတို့ရဲ့သခင်မကြီးကိုယ်တိုင်သူ့နေရာစက္ကန့်ဖို့ရွေးခဲ့တာနော်အခုကြတော့နင်ကသူ့ကိုအားခံမလို့လားသူပြန်လာရင်နင့်ကိုတတ်မှာမကြောက်ဘူးလားနေပညာတွေကိုစွန့်လွတ်လိုက်ရင်ငါတို့မျိုးရိုးပြက်ပြီလေဒါကိုနင်လဲသိရတာနဲ့ဘာလို့အခုလိုလုပ်ရတာလဲအိုးအဖူးကမှကိုသားသမီးကိုကိုယ့်ရဲ့ပညာနဲ့ပြန်တက်မိတာမှမကြုံဘူးတော့အခုလိုပြောတာပေါ့ငါနေရာမှာဝင်ခံစားကြည့်ဘူးလို့လားငါအဲ့ဒီကိစ္စဖြစ်ပြီးကတည်းကအခုထိကောင်းကောင်းမအိပ်ဆက်နိုင်သေးဘူးငါသမီးအတန်ကငါနာတယ်ပြန်ကြားနေရသေးတယ်နင်တို့ငါ့ကိုမနှောက်ယှက်ကြပါနဲ့တော့အမျိုးသမီးရဲ့စကားအဆုံးမှာဧကန်းဝမှာရက်နေတဲ့ကရင်အဖိုးကြီးကနင်ဒီလန်းကိုရွေးလိုက်တော့လေနင့်ကိုအပြစ်ပေးရမှာပေါ့ငါတို့သခင်မကြီးရဲ့တစ္ဆာခံလူတွေမကြခင်နင့်စီရောက်လာကြတော့မယ်နင့်အပြစ်အတွက်ပြင်ဆင်ထားတော့လို့ပြောပြီးပဒင်းပေါက်ကနေလှိတ်ခနဲခုံချပြီးထွက်ပြေးသွားတယ်အရွယ်နဲ့မလိုက်အောင်ပေါ်ပါနေတဲ့ကရင်အဖိုးကြီးကိုမြင်တော့ကျွန်တော်ပါဇက်အဟောင်းသားဖြစ်ခဲ့ရတယ်ဆရာကအန်အောဟန်မပြပဲအမျိုးသမီးကိုကြည့်ပြီးအမိဖြစ်စဉ်အစားဆုံးကိုကျုပ်ကိုပြောပြပါဒါမှကျုပ်ဘာလုပ်သင့်တယ်ဆိုတာဆုံးဖြတ်လို့ရမှာလို့ပြောတော့အမျိုးသမီးကပါးထက်မှာကြားနေတဲ့မျက်ရည်တွေကိုတုပ်လိုက်ပြီးငါကဒီရွာမှာပဲမွေးတာငါမမွေးခင်ကငါအမိုးကဒီရွာရဲ့အကြီးအကဲတစ်ယောက်ပဲငါတို့ငငယ်တုန်းကဒီနေရာကိုအပြင်လူဒစိမ့်တွေဝင်လို့မရဘူးဝင်တာနဲ့တက်ပြစ်ကြတယ်ငါအမိုးကိုဆိုရင်ရွာကလူတွေကကြောက်ကြတယ်ငါအမိုးရဲ့စကားကအယမ်းအစွမ်းထက်တယ်
သူစိတ်ဆိုးလို့ပြောလိုက်တဲ့စကားတိုင်းတကယ်ဖြစ်တယ်ငါအပားကိုလည်းသူပဲတက်ခဲ့တာငါမှတ်မိနေသေးတယ်အဲ့ဒီနေ့ကငါအိမ်အောက်မှာကစားနေတယ်အမိုးနဲ့အပားရန်ဖြစ်တော့အမိုးကအပားကိုနင်တော်တဲ့သွားရင်ကြားကြိုက်ပြီးသေးပါစေလို့ပြောခဲ့တယ်အပားလည်းနောက်နေ့တော်တဲ့ထင်းခုတ်သွားတော့အမိုးပြောတဲ့အတိုင်းကြားကြိုက်ပြီးသေးခဲ့တယ်အဲ့ဒီတည်းကငါအမိုးကိုကြောက်ခဲ့ရတယ်ငါအသက်10နှစ်လောက်ရောက်တော့အမိုးကငါ့ကိုပြောတယ်လာမဲ့လာပြည့်နေ့ညမအိတ်နဲ့တဲ့တကောင်ကြက်တော်နာနဲ့ငါလာခေါ်မယ်လို့ပြောတယ်လာပြည့်နေ့ရောက်တော့မနေ့ထဲကအမိုးကိုငါမတွေ့ရဘူးငါလဲကြောက်ကြောက်နဲ့မအိတ်ရဲပဲထိုင်ဆောင်နေခဲ့တယ်ညတကောင်ကြက်တော်နဲ့အချိန်ကြားပြီးတာနဲ့ငါတို့အိမ်ရဲ့ခေါင်မိုးပေါ်မှာလူတစ်ယောက်လမ်းလျှောက်နေတဲ့အတန်ကိုငါကြားလိုက်ရတယ်ခြေတံကခေါင်မိုးပေါ်ကနေတဖြည်းဖြည်းဆင်းလာပြီးပဒင်းပေါက်နားရောက်တော့ခြေတံမကြားရတော့ဘူးငါလဲကြောက်ကြောက်နဲ့ပဒင်းပေါက်အနားသွားကြည့်တော့ခေါင်မိုးပေါ်ကနေဇောက်ထိုးကြီးဆင်းလာတဲ့အမိုးကိုမြင်လိုက်ရတယ်ငါလဲရုတ်တရက်ဆိုတော့လန့်ပြီးတတိလစ်သွားတယ်ငါတတိရလာတော့ကွင်းမြင်ကြီးတစ်ခုရဲ့အလဲကိုရောက်နေပြီအမိုးကငါပခုံးကိုကင်ပြီးမီးတိုင်၄ခုရဲ့အလဲမှာမတ်တက်ရက်နေတယ်မီးတိုင်၄တိုင်ရဲ့အပြင်မှာတော့လူအယောက်100လောက်ထိုင်နေကြတာငါမြင်လိုက်ရတယ်အဲ့ဒီထဲမှာငါတို့ရွာကလူအချို့ကိုလည်းငါမြင်လိုက်ရတယ်အမိုးကဘာမှမပြောပဲငါပခုံးကိုပဲကင်ထားတယ်အဲ့ဒီအချိန်ငှက်ဆိုးတစ်ကောင်ရဲ့အော်တန်ကိုငါကြားလိုက်တယ်ငှက်ဆိုးအော်တန်အဆုံးမှာတော့အမိုးကငါလက်နှစ်ဖက်ကိုကင်မြောက်ပြီးအောက်မှာထိုင်နေတဲ့သူတွေနဲ့တယောက်ချင်းမိတ်ဆက်ပေးခဲ့တယ်ငါတို့ပညာရဲ့သဘောကကြိုက်တဲ့သူကိုလွှဲပေးလို့ရတာပဲအမိုးကသူ့ပါဇက်ထဲကหนีရဲနေတဲ့အလုံးတစ်လုံးကိုအန်ထုတ်ပြီးငါပါဇက်ထဲကိုထည့်ပေးခဲ့တယ်ငါပိုက်ထဲအဲ့ဒီအလုံးရောက်တာနဲ့အမိုးကအယုတ်ကျိုးပြက်လဲကျသွားတယ်နောက်မှငါသိရတာကအမိုးကငါ့ကိုသူ့ပညာတွေလွှဲပြီးရွာနီးချုပ်ဆက်ကပညာသည်တွေကိုအုပ်ချုပ်ခိုင်းခဲ့တာအဲ့ဒီနေရာမှာပဲအမိုးတည်သွားတယ်ငါလည်းပညာတွေကိုဘလို့သုံးရမှန်းမသိခဲ့ဘူးအမိုးကသူ့ပညာတွေအကုန်ပေးသွားတယ်လို့အဖူးထီးကော်ပြောတယ်အခုနက်ကလာတဲ့အဖူးကငါအမိုးရဲ့လက်ရင်းတစ်ပဲ့ပဲနောက်တော့ငါကအိမ်အောင်ကြပြီးကလေးတစ်ယောက်ရခဲ့တယ်ငါစကားကိုဆိုရင်တရွာလုံးနာခံကြတယ်ငါကိုမခန့်လေးစားလုပ်တဲ့သူဆိုရင်အဖူးထီးကော်ကမှတ်သားလောက်အောင်ဆုံးမတတ်တယ်ဒီလိုနဲ့ငါကလေးမွေးပြီး3နှစ်လောက်မှအဖူးထီးကော်ကငါကိုပြောတယ်ငါပညာတွေသုံးပြီးလူ12ယောက်ကိုတက်ရမယ်တဲ့အဲ့ဒါမှငါကဝမ်းတွင်12ကျိုးဖြစ်မယ်လို့ပြောတယ်ငါအဲ့လိုလူမတက်ချင်ဘူးငါမလုံနိုင်ဘူးပြောတော့အဖူးထီးကော်ကနင်မလုံလဲနင်းရဲ့နှုတ်ကအလိုလိုလှုပ်သွားမယ်လို့ပြောတယ်အဲ့ဒီနေ့ကစပြီးငါစိတ်ကအလိုလိုဒေါသထွက်လာမိတယ်ငါယောက်ျားကအဲ့ဒီအချိန်တောထဲရောက်နေတယ်အိမ်မှာဖိုးမူနဲ့ငါနဲ့ပဲကြံခဲ့တယ်အဲ့ဒီနေ့ကဖိုးမူကအယမ်းငိုတယ်ငါကလည်းဒေါသထွက်နေတဲ့အချိန်ဖိုးမူကလည်းငိုတော့အဲ့ကလေးတေးကိုမသေးနိုင်ဘူးမြန်းသေးငါနားတွေပူလာပြီလို့ပါဇက်ကရုတ်တရက်ထွက်သွားတယ်ငါလည်းအမှုမဲ့အမှတ်မဲ့နေလိုက်တာနောက်နေ့လဲရောက်ကောငါသမီးကအပြင်းဖြားရောဘယ်ဆရာနဲ့မှကုမရဘူးယောဂလည်းရှာမရဘူးငါလည်းဘာကြောင့်ဖြစ်တယ်ဆိုတာမသိခဲ့ဘူးနောက်ဆုံးတော့ငါသမီးလေးတေးခဲ့ရတယ်ငါသမီးလေးတေးတဲ့နေ့မှအဖူးထီးကော်ကနင့်နှုတ်ကထွက်တဲ့စကားကြောင့်နင့်သမီးတေးတာလို့ပြောတယ်ငါလည်းဘာလို့ငါ့ကိုမပြောလဲလို့မေးတော့သူ့မှာပြောပိုင်ခွင့်မရှိဘူးတဲ့ငါရဲ့အမိန့်ကိုဘသူမှပြန်ပြောပိုင်ခွင့်မရှိဘူးလို့ပြောတယ်အဲ့ဒီနေ့တည်းကငါလူတွေနဲ့စကားမပြောဘဲနေလာခဲ့တာငါယောက်ျားနင်တို့ကိုဖမ်းလာတော့နင်တို့ကိုယ်တည်းကထွက်တဲ့အလင်းကငါ့ကိုလာထိတယ်အဲ့ဒီတည်းကနင်တို့ဆရာတွေဆိုတာရိပ်မိခဲ့တယ်ဒါကြောင့်နင်တို့ကိုငါစမ်းခဲ့တာနင်တို့စီပို့ခဲ့တဲ့ဟင်းတွေကငါမပြောင်းမချင်းဘယ်ပညာသည်မှပြောင်းလို့မရဘူးဒါပေမဲ့နင်တို့ကလက်ဖွားနဲ့တက်ချယုံနဲ့တိခဲ့တယ်ဒါကြောင့်နင်တို့ကိုဒီကိုခေါ်လာဖို့ပြောခဲ့ရတာငါပညာတွေကိုထုတ်ပေးကြပါငါတာမန်လူလိုပဲနေခြင်းနဲ့အခုဆိုငါကလေးထက်မယူရဲဘူးငါအရင်လိုပြောမိမှကြောက်နေတယ်ငါကိုကူညီပေးကြပါလို့ပြောတော့ဆရာကအမိရဲ့ပညာကိုထုတ်ဖို့ကတော့လွယ်ပါတယ်ဒါပေမဲ့အမိရဲ့ပညာကိုယူရင်အမိရဲ့ငယ်သားတွေကအုံကြွလာလိမ့်မယ်အဲ့ဒီပြဿနာကိုငါတို့ဖြေရှင်းကြရမယ်
အမိကိုတခုပြောချင်တာကအမိရဲ့ပညာကိုနှုတ်ဖို့တေချာခဲ့ရင်ဒီစည်းဝိုင်းထဲကနေအပြင်ကိုမထွက်ပါနဲ့ဖြစ်နိုင်ရင်မျက်လုံးကိုတေချာစီးထားပေးပါဘာတန်ကြားကြားလုံးဝဖွင့်မကြည့်ပါနဲ့လို့ပြောတော့နန်းခင်ဆိုတဲ့အမျိုးသမီးကဆရာတို့ပြောတဲ့အတိုင်းငါလုံးမှာငါသားမလူပြန်ဖြစ်ရင်ရပါပြီလို့ပြောတော့ဆရာကဒါဆိုရင်စကြမယ်မစခင်အမိလောက်ရမှာကမေးတာကိုမလိမ်ပဲမှန်မှန်ကန်ကန်ဖြေပေးဖို့ပဲအမိဒီပညာရက်တွေကိုအမှန်တကယ်စွန့်လွတ်ဖို့ဆန္ဒရှိပါသလားဟုတ်တယ်ငါစွန့်လွတ်ဖို့ဆန္ဒရှိတယ်ဆရာက၃ချိန်တီတီမေးတော့နန်းခင်က၃ချိန်တီတီပြန်ဖြေတယ်၃ချိန်ပြီးတဲ့အချိန်မှာတော့ဆရာကနန်းခင်ကိုစီးတဲ့ဝင်ခိုင်းပြီးမျက်လုံးကိုအဝိစာနဲ့စီးခိုင်းထားလိုက်တယ်စီးတဲ့ရောက်တာနဲ့ဆရာကအထက်ဆရာကြီးတွေနဲ့ဂိုင်းဆောင်ပုဂ္ဂိုလ်အပေါင်းကိုတိုင်တယ်ပြီးရေတစ်ခွက်ကိုမန်းလိုက်တယ်မန်းလို့ရတဲ့ရေကိုနန်းခင်ကိုတိုက်ဖို့ကျွန်တော်ကိုခိုင်းတယ်ကျွန်တော်လဲနန်းခင်ကိုရေမန်းတိုက်ပြီးအခြေအနေကိုစောင့်ကြည့်နေလိုက်တယ်ရေမန်းတိုက်ပြီးခဏနေတော့နန်းခင်လှုပ်လှုပ်ရွရွဖြစ်လာတယ်လက်တစ်ဖက်ကရင်ဘတ်ကိုဖိပြီးပြုတ်တယ်လို့ဖြစ်လာတာမြင်လိုက်ရတယ်တိတ်မကြခင်ပါဇက်သေးကအချွဲတွေထွက်လာပြီးတစုံတစ်ခုကိုအန်ထုတ်လိုက်တယ်အန်ထွက်လာတဲ့အရာကဘာလဲဆိုတာကိုကြည့်လိုက်တော့သွေးစိမ့်ရှင်ရှင်ဖြစ်နေတဲ့အမဲသားတုံးကြီးလက်သီးစုပ်လောက်ရှိတဲ့အမဲသားတုံးကြီးကအခုမှဖြတ်ထားသလိုသွေးတန်တရေရေဖြစ်နေတာကိုမြင်လိုက်ရတယ်ပထမအတုံးထွက်လာတဲ့အချိန်မှာပဲအိမ်အပြင်ဘက်မှာရုတ်တရက်ဆိုသလိုအော်ဟစ်ကျင်းဝါးတဲ့နေထွက်ပေါ်လာတယ်ကျွန်တော်လဲအိမ်အပြင်ဘက်ကိုချောင်းကြည့်လိုက်တော့အရွယ်ဆုံးယောက်ျားမိန်းမတွေကိုတွေးလိုက်ရတယ်အားလုံးကအိမ်ပေါ်မှာရှိနေတဲ့ကျွန်တော်တို့ကိုမီးပွင့်မတက်စိုက်ကြည့်ပြီးအကြိတ်ထားကြတာကိုမြင်လိုက်ရတယ်ကျွန်တော်ကရောက်ရက်ခက်နေပေမဲ့ဆရာကတော့သူ့ရဲ့အလုပ်ကိုဆက်လုပ်နေတယ်ရေစင်တစ်ခွက်တိုက်တိုင်းအမဲသားတရုံးကနန်းခင်ရဲ့ပါဇက်ကနေအန်ထွက်လာတာအခုဆိုရင်၃တုံးဖြစ်နေပြီ၄တုံးမြောက်မှာတော့အိမ်အောက်ကလူအုပ်ထဲကနေနန်းခင်နင်ကငါတို့နဲ့မသက်ဆိုင်တော့ဘူးနင့်ကိုလည်းငါတို့လက်မခံတော့ဘူးနင့်ကိုအခုလိုလှုပ်ပေးတဲ့သူတွေလည်းဒီရွာကနေပေးမထွက်နိုင်ဘူးနင့်လင်ကိုရောနင့်ကိုရောအားလုံးကိုငါတို့တတ်မယ်ငါတို့ရဲ့မျိုးနွယ်အတွက်အရှက်ရစေတဲ့နင်တို့ကိုငါတို့တတ်မယ်လို့အော်ဟစ်ပြီးအိမ်ပေါ်ကိုပြေးတက်လာခဲ့တယ်အိမ်ပေါ်လှေကား၃ဆင့်လောက်လဲရောက်ကိုဖောင်းဆိုတဲ့အတန်နဲ့အတူတက်လာတဲ့သူတွေနောက်ပြန်ပြစ်လဲကြပါလေရောဆရာကပညာမထုံးမီအိမ်လေကားတစ်ဝိုက်ကိုစီးချထားပြီးပြီဆိုတာကိုကျွန်တော်သိလိုက်ရတယ်ကျွန်တော်လဲဘာဆက်ဖြစ်မလဲဆက်ကြည့်နေလိုက်တယ်နန်းခင်ရဲ့ပညာတွေကတဒုံချင်းကြလာလေလေအိမ်အောက်ကလူတွေကပိုးပြီးတောင်းညမ်းလာလေလေပဲ6တုံးမြောက်အန်ကြတဲ့အချိန်မှာတော့ကျွန်တော်နားထဲမှာဝီဝီဝီဆိုတဲ့လေတိုးတံတွေကိုကြားလိုက်ရတယ်မရှိမနှောင်းမှာပဲအိမ်ခေါင်မိုးပေါ်ကိုကျလာတဲ့ခဲလုံးတွေကတောင်ထလျက်မိုးထားတဲ့အိမ်အမိုးကိုဖောက်ပြီးကျွန်တော်တို့နဲ့မလန်းမကန့်နေရအထိရောက်လာခဲ့တယ်ဆရာကတော့ခယူးမဆိုင်ပဲရေစင်ကိုသာတစ်ခွက်ပြီးတစ်ခွက်မန်းပေးနေတယ်ကျွန်တော်နဲ့တောက်ရကတော့ပဝင်းကျင်ကိုကြည့်လိုက်နန်းခင်ကိုကြည့်လိုက်နဲ့အလုံးရှုံနေခဲ့တယ်လူအုပ်ကြီးကတော့တားထားတဲ့စီးတဲကိုဝင်လို့မရပဲအပြင်ကနေအရာဝတ္ထုတွေနဲ့လှမ်းပစ်နေခဲ့တယ်ဆရာလဲလူအုပ်ကြီးကိုအလေးမထားပဲနန်းခင်ရဲ့ပညာတွေကုံအောင်သာထုတ်ပေးနေခဲ့တယ်နန်းခင်ကိုယ်ထဲကနေအန်ထွက်လာတဲ့အမဲသားတုံးတွေကစုစုပေါင်း၈တုံးတိတိရှိနေခဲ့ပြီအခုလဲနောက်တစ်ကြိမ်ထပ်ပြီးပြုတ်နေသေးတယ်ကျွန်တော်လဲဘယ်နှတုံးလောက်ထပ်အန်ထွက်မလဲကြည့်နေတဲ့အချိန်ဝေါ့ဆိုတဲ့အတန်နဲ့အတူအမဲသားတုံးထပ်ပြီးအန်ထွက်လာခဲ့တယ်အမဲသားတုံးထွက်ပြီးတာနဲ့တပြိုင်နက်ညိုပုတ်ပုတ်အရေးတွေပါဝေါခနဲအန်ထွက်လာတာကိုမြင်လိုက်ရတယ်ဆရာကတော့နန်းခင်ကိုကြည့်ပြီးအမီမင်းပညာတွေကုန်ပြီလားလို့မေးတော့နန်းခင်ကကုံလောက်ပြီလို့ထင်တယ်ငါရင်နဲ့ပေါ်သွားပြီလို့ပြန်ဖြေတယ်ဆရာလဲရေခွက်ထဲမှာကြံတဲ့ရေစက်တွေနဲ့နန်းခင်မျက်နှာကိုလှမ်းတောက်လိုက်တယ်ဒါပေမဲ့နန်းခင်ကဘာမှမဖြစ်တာမြင်တော့ဆရာကအမီအခုချိန်ကစပြီးဝမ်းထဲမှာဘာပညာမှမရှိတော့ဘူးတာမန်လူတစ်ယောက်ဖြစ်သွားပြီဆိုပေမဲ့အမိကိုဒေါသထွက်နေကြတဲ့အိမ်အောက်ကလူအုပ်ကြီးရဲ့အန္တရာယ်ကရှိသေးတယ်
အမီးတို့လင်မယားကောင်းမွန်တဲ့ဘဝကိုတူတူဖြတ်သန်းကြပါလို့ပြောပြီးလွယ်အိတ်ထဲကနေကြေးပြားလေး2 ခုကိုထုတ်လိုက်တယ်။ထုတ်လိုက်တဲ့ကြေးပြားလေးကိုမန်းပြီးလင်မယား2 ယောက်ကိုတယောက်တစ်ခုစီပေးလိုက်တယ်။နန်းခင်တို့လင်မယားလည်းကြေးပြားလေးကိုယူပြီးလက်ထဲမှာစုပ်ကိုင်ထားလိုက်ကြတယ်။နန်းခင်တို့လက်ထဲကြေးပြားလေးရောက်တာနဲ့ဆရာကအမီးတို့လင်မယားဒီအိမ်ပေါ်ကနေတလက်မှမရွေ့ကြနဲ့အိမ်အောက်ရှိနေတဲ့သူတွေကိုသုံးမဖို့ကြံသေးတယ်လို့ပြောပြီးသူတို့ရှိနေသူ၍အမီးတို့အသက်အန္တရာယ်ကိုဒုက္ခပေးကြလိမ့်မယ်လို့ပြောတော့နန်းခင်ရဲ့ယောက်ျားဖြစ်သူကအဲ့လူတွေမှာရွာကမဟုတ်တဲ့လူတွေလည်းပါတယ်အရင်ကသူတို့ကိုမမြင်ဘူးအဖိုးထီးကော်ဆိုတာလည်းအရင်ကနန်းခင်ကိုထိန်းလာတဲ့သူဆိုတော့အသက်ကိုရန်ရှာမယ်ဆိုတာဖြစ်နိုင်ပါမလားလို့မေးတော့ဆရာကမယုံရင်ဆင်းသွားကြည့်လိုက်လေအခုချိန်ကသူတို့ရဲ့မျိုးနွယ်တွေကနေထွက်ခွာသွားတဲ့အတွက်သူတို့ရဲ့စီးမြင်စည်းကမ်းအရာနန်းခင်ကိုတိုက်ကြမှာပဲနန်းခင်ပဲလားဆိုတော့မဟုတ်သေးဘူးမင်းကိုရောငါတို့ကိုပါတက်ချင်နေကြတာအဲ့ဒါကြောင့်ဒီပြဿနာတွေကိုရှင်းမှငါတို့ဆက်လက်ရှင်းတတ်နိုင်မှာလို့ပြောတော့လက်နက်ကင်ကောင်းဆောင်ကငြင်းကြသွားတယ်ဆရာကစီးအတွင်းကနေအပြင်ကိုမထွက်ဖို့နဲ့ကျွန်တော်တို့ကိုလည်းနန်းခင်လင်မယားအနားမှာပဲနေဖို့မှားကြပြီးအိမ်ပေါ်ကနေတယောက်တည်းဆင်းသွားတယ်ကျွန်တော်လည်းတောက်ရကိုလှည့်ကြည့်ပြီးတောက်ရငါတို့တော့ပွဲကြီးပွဲကောင်းတော့မြင်ရပြီဒါမျိုးကမြင်ရခဲတယ်ကြည်ထားလို့ပြောလိုက်မိတယ်ဆရာကအိမ်ပေါ်ကနေဖြည်းဖြည်းချင်းဆင်းသွားတာမြင်တော့လူအုပ်ကြီးကပိုပြီးလှုပ်ရှားလာတယ်ကရင်လိုအော်ဟစ်နေတဲ့အတန်တွေကစူညံလာခဲ့တယ်ဆရာလည်းအိမ်လေကားအောက်ကိုရောက်တော့လူအုပ်ထဲကထွက်လာတဲ့ဆက်တွေရွှီရွှီနဲ့ဆရာစီကိုပြေးဝင်လာတာကိုကျွန်တော်မြင်လိုက်ရတယ်ညဘက်အိမ်ဝိုင်းပတ်လည်မှာထွန်းထားတဲ့မီးတိုင်အယောင်ကြောင့်လေထဲကနေဝင်လာတဲ့ဆက်အယောင်တွေကိုကျွန်တော်အတိုင်းသားမြင်နေရတယ်ဆရာရင်ညွန်းတဲ့ကိုပြေးဝင်လာတဲ့ဆက်တွေကဆရာလက်တကန်းလိုရောက်မှရက်သွားတာကိုမြင်လိုက်ရတယ်အယောင်အသွေးစုံလင်လှတဲ့ဆက်တွေကတာမန်လူတွေမမြင်ရပေမဲ့ကျွန်တော်တို့လိုအထက်လမ်းပညာကိုလိုက်စားနေတဲ့သူတွေကတော့မြင်ရတယ်လူအယောက်ပေါင်းများစွာကပြစ်လွတ်လိုက်တဲ့ဆက်တွေကိုဆရာကသူ့ရဲ့ဘဲဘက်လက်နဲ့လှမ်းတားထားတာကိုလည်းမြင်လိုက်ရတယ်ဒါကြောင့်ဆက်တွေအားလုံးရက်ကုန်တာဆရာကတားထားတဲ့ဆက်ကဘဲဘက်လက်ဝါးနဲ့ဘေးကိုလွှဲပစ်လိုက်တယ်ဆက်တွေအားလုံးဘေးဘက်မှာရှိတဲ့တစ်ပင်တွေကိုသွားထိတော့ဖြောင်းဆိုတဲ့အတန်တွေနဲ့အတူအကိုင်းအခက်တွေပင်စီတွေစုပ်ပြတ်သက်ကုန်နေတစ်ပင်တွေတောင်ဒီလိုဖြစ်သွားတယ်ဆိုရင်တာမန်လူတွေဆိုရင်ဘလို့ဖြစ်မယ်ဆိုတာမတွေးဝင်စရာပဲဆရာစီးအပြင်ကိုထွက်လာရင်အသေးသက်ဖို့တွေးထားကြတာကိုမျက်ဝါးထင်မြင်လိုက်ရတယ်သူတို့ရဲ့ဆက်တွေနဲ့ပြစ်လွတ်ကြပေမဲ့ဆရာဘာမှမဖြစ်တာမြင်တော့နောက်တနည်းနဲ့တက်ဖို့စူးစမ်းကြပြန်တယ်ရုတ်တရက်ဆိုသလိုဆရာရက်နေတဲ့မြေကြီးတွေကနေအခိုးငွေတွေထွက်လာခဲ့တယ်ဆရာပက်လည်းအခိုးငွေတွေထွက်လာပြီးမီးတောက်တစ်ခုကဝုန်းဆိုထားတောက်ပါလေရောလူတရက်ခန့်မြင့်တဲ့မီးတောက်ကြီးကဆရာပက်လဲမှာအရှိန်အဟုန်နဲ့လောင်မြိုက်နေတာဆရာကိုမမြင်ရတော့ဘူးကျွန်တော်ကဆရာအစွမ်းကိုသိနေတဲ့သူဆိုတော့မအံ့ဩပေမဲ့နန်းခင်တို့လင်မယားကဆရာအတွက်စိတ်ပူကြတယ်နန်းခင်ကဆရာကိုကြည့်ပြီးဒါအန်ရများတယ်နော်ဖြစ်ပါမလားနင်တို့ဆရာတေနေအောင်မဲလို့စိုးရင်တကြီးလှမ်းပြောလာပါလေရောကျွန်တော်ကလည်းစိတ်မပူနဲ့ဆရာကဒီလောက်ကိုကာကွယ်နိုင်ပါတယ်လို့ပြောရင်ဆရာအချင်းတွေကိုစက်ကြည့်နေလိုက်တယ်မီးတောက်အရှိန်ကတဖြည်းဖြည်းရောကျလာပြီးလူအုပ်ကြီးကမီးတောက်ထဲကိုလိုက်ကြည့်နေတာကိုမြင်လိုက်ရတယ်မီးတောက်လဲငင်းရောအလဲမှာဆရာကိုမတွေ့ရတော့ဘူးလူအုပ်ကြီးကဆရာကိုမတွေ့တော့ဝမ်းသာအားရအော်ဟစ်နေကြတာကိုမြင်လိုက်ရတယ်နန်းခင်ကနင်တို့ဆရာတေးပြီလို့ပြောနေကြတယ်ခုနကအဲ့ထဲမှာရှိနေတာအခုမရှိတော့ဘူးနင်တို့ဆရာပြာကျသွားတာလားလို့မေးတော့ကျွန်တော်ကမဖြစ်နိုင်ပါဘူးခဏတော့စောင့်ကြည့်အောင်လို့ပြောရင်းဆရာဘဲကနေပြန်ပေါ်လာမလဲဆိုတာကိုလိုက်ကြည့်နေမိတယ်လူအုပ်ကြီးကလည်းဆရာသေးပြီလို့ထင်ပြီးတဟားဟားတဝါးဝါးနဲ့ပွဲကြနေတဲ့အချိန်ခေါင်းငင်ကနေဖြက်ခနဲအလင်းတန်းတစ်ခုကျလာတာကိုကျွန်တော်မြင်လိုက်ရတယ်
အလင်းတန်းလူအုပ်ကြီးရဲ့အပေါ်တဲကနေကျလာတာကိုကျွန်တော်မျက်လုံးကိုပြူးပြဲပြီးကြည့်လိုက်တော့ခေါင်းငင်ကနေကျလာတဲ့လှံပြန်တွေကိုတွေးလိုက်ရတယ်။ရွှေရောင်ဝင်းလည်နေတဲ့လှံအစင်းပေါင်းများစွာကလူအုပ်ကြီးအပေါ်မှာမိုးထားပြီးသားဖြစ်နေတယ်။လှံပြန်တွေရဲ့အပေါ်မှာတော့ပိုက်ကွန်ကိုဘယ်လက်နဲ့ကင်ထားပြီးညာလက်နဲ့လှံပြန်တွေကိုအမိန်ပေးနေတဲ့ပုံကိုယ်တွေကိုမြင်လိုက်ရတယ်။လူအုပ်ကြီးလည်းရုတ်တရက်မြင်လိုက်ရတော့ကြောင်တောင်တောင်ဖြစ်နေဟန်တူပါတယ်။အထူးအဆန်းအနေနဲ့လိုက်ကြည့်နေတာကိုတွေးလိုက်ရတယ်။လှံအစင်းပေါင်းများစွာကအပေါ်ကနေချိန်ထားတဲ့အချိန်လူအုပ်ကြီးရဲ့ဘေးပတ်လည်မှာငွေရောင်တစ်ဖိတ်ဖိတ်တောက်နေတဲ့ငှက်ကြီးတောင်ဓားတွေကိုကင်ထားတဲ့သူတွေပေါ်လာခဲ့တယ်။လှံပိုင်ဓားပိုင်တွေပေါ်လာပြီးတဲ့အချိန်မှဆရာကလူအုပ်ကြီးရဲ့အနောက်ကနေပေါ်လာခဲ့တယ်။ဆရာအနောက်မှာတော့ခေါင်းပေါင်းအနီတွေကိုစီပတ်ထားပြီးလက်ထဲမှာငွေမြင်ရောင်ကြိုးခွေတွေကင်ထားတဲ့သူတွေကိုလည်းတွေ့လိုက်ရတယ်။လူအုပ်ကြီးကဆရာကိုမြင်တော့သူမသေးသေးဘူးသူ့လူတွေကိုခေါ်လာတာနေမှာတိုက်ကြဟေးလို့អော်တဲ့အချိန်ဆရာအနောက်မှာရက်နေတဲ့သူတွေကလက်ထဲကနေကြိုးခွေတွေကိုပြစ်လွတ်လိုက်တယ်။ပြစ်လွတ်လိုက်တဲ့ကြိုးခွေတွေကလူအုပ်ကြီးထဲမှာပါတဲ့လူအရေအတွက်အတိုင်းခွဲထွက်ပြီးရစ်ပတ်သွားတယ်။ငွေမြင်ရောင်ကြိုးတွေရစ်ပတ်ပြီးတဲ့အချိန်မှာအပေါ်ကနေပိုက်ကွန်ကင်ထားတဲ့သူတွေကပိုက်ကွန်တွေကိုအသင့်အနေထားလုပ်ပြီးစောင့်နေကြတယ်။ကြိုးတွေနဲ့ချီခံထားရတဲ့သူတွေထဲမှာအချို့ကချီထားတဲ့ကြိုးခွေတွေကိုပြတ်အောင်ရုံးနိုင်တာကိုလည်းမြင်လိုက်ရတယ်။ကြိုးပြတ်တာနဲ့တပြိုင်နက်အပေါ်မှာရှိနေတဲ့ပိုက်ကွန်တွေကနောက်တစ်ဆင့်ထပ်ချုပ်ထားလိုက်တယ်။လှံတံတွေကလည်းအပေါ်ကနေငယ်ထိတ်တဲ့ကိုချိန်ရွယ်ပြီးသားဒီတစ်ခါရံပြူရင်ငယ်ထိတ်ကိုတကယ်ထိုးမဲ့ပုံစံဆရာကဖမ်းထားတဲ့သူတွေကိုပညာတွေအပ်မလားမေးတယ်။ဒါပေမဲ့သူတို့ကမအပ်ဘူးပဲပြောကြတယ်။ဘလို့ချော့ပြီးမေးမေးခြောက်ပြီးမေးမေးမအပ်ဘူးဆိုတာကြီးပဲဘလို့မှဖြောင်းပြလို့မရတော့တဲ့အခြေအနေရောက်မှဆရာကနောက်ဆုံးစကားတစ်ခွန်းကိုပြောလိုက်တယ်။ငါကဘသူ့ကိုမှနာကျင်အောင်မလုပ်ချင်ဘူး။အခုမင်းတို့ကလည်းပညာမအပ်ဘူးဆိုတော့ငါလည်းအတင်းအကျပ်မလုပ်ဘူး။မင်းတို့ကတိတစ်ခုပေးရမှာကဒီရွာကနေအဝေးဆုံးကိုထွက်သွားဖို့ပဲ။နောက်ပြီးဒီကလေးမနဲ့တက်ဆိုင်တဲ့သူတွေကိုအန်ဒီရဲ့မပေးဘူးဆိုတဲ့ဂတိခုကိုလိုချင်တယ်။ပေးတယ်ဆိုရင်ထိခိုက်နာကျင်အောင်မလုပ်ဘူး။ဘလို့လဲဂတိပေးနိုင်လားလို့မေးတော့လူအုပ်ကြီးတွေကတီးတို့စကားတန်တွေထွက်လာခဲ့တယ်။ဆရာလည်းအခြေအနေကိုသဘောပေါက်ပြီးသဘောတူတယ်ဆိုတဲ့သူတွေဒီစီးဝိုင်းထဲကိုလာခဲ့ပါလို့ပြောပြီးစီးတစ်ခုကိုဝိုင်းလိုက်တယ်။အဲ့ဒီလိုခွဲထုတ်လိုက်တော့ခုနကလူအုပ်ကြီးကအုပ်စုနှစ်စုထွက်ခွဲသွားတယ်။သဘောတူတဲ့သူနဲ့သဘောမတူတဲ့သူဆရာအစွမ်းကိုမျက်ဝါးထင်ထင်မြင်တွေ့လိုက်ရတော့တချို့တွေကမနိုင်ဘူးဆိုတာကိုသိပြီးစီးဝိုင်းထဲကိုဝင်လာခဲ့ကြတယ်။တချို့တွေကတော့ခေါင်းမာပြီးစီးဝိုင်းထဲကိုမလာကြဘူး။ဆရာကတော့စီးဝိုင်းထဲဝင်လာသူတွေကိုတစ္ဆာရည်တိုက်ပြီးဖောက်ဖျက်ကျူးလွန်ပါကပြအတိမီးကျွမ်းလောင်စီလို့အဓိဋ္ဌာန်ခဲ့တယ်။စီးဝိုင်းထဲမလာတဲ့သူတွေကိုတော့ဘာမှမဆိုသေးပဲတစ္ဆာရည်တိုက်ပြီးတဲ့သူတွေကိုဒီရွာကနေအခုချက်ချင်းထွက်သွားစေခဲ့တယ်။စီးဝိုင်းထဲရောက်နေတဲ့သူတွေကလည်းတချို့ကလမ်းလျှောက်ထွက်သွားကြတယ်လို့တချို့ကလေပေါ်ပြန်သွားကြတာလည်းရှိတယ်။တချို့ကထမိန်ချုံပြီးလက်ဓာအသွင်ပြောင်းကပြန်သွားကြတာကိုလည်းတွေ့လိုက်ရတယ်။စီးဝိုင်းထဲကသူတွေကုံတော့မှကြံနေတဲ့သူတွေဘက်ကိုလှည့်လိုက်တယ်။ကြံရင်နေတဲ့သူတွေကိုဥဆောင်နေတာကအဖူးထီးကော်ဆိုတဲ့ကရင်အဖိုးကြီးပဲ။သူ့အပါအဝင်လူ10ယောက်လောက်ကြံခဲ့တယ်။အားလုံးကတက်ကြီးရွယ်အိုတွေပဲ။နန်းခင်ကတော့သူတို့အားလုံးကနန်းခင်ရဲ့အမေဖြစ်သူအားထားရတဲ့လက်ယုံတွေဖြစ်ခဲ့တယ်လို့ပြောတယ်။ဆရာလည်းခြိထားတဲ့ကြိုးတွေကိုမဖြုတ်ပေးပဲနောက်ဆုံးအချိန်ဖြောင်းပြကြည့်တယ်။အဖြေကတော့ခေါင်းခါတီးကလွဲပြီးမရရှိခဲ့။လုံးဝမရတော့တဲ့အတွက်ဆရာဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပြီးနောက်လေကတေအောင်တော့မလုပ်ကြနဲ့သက်ဆိုင်ရာပုဂ္ဂိုလ်တွေစီကိုအပ်ပြီးပညာတွေထုတ်လိုက်ကြတော့ပညာတွေမရှိတော့ရင်လူအသိစိတ်ပြောက်အောင်လုပ်ပြီးပြန်လွတ်ပေးကြလိုက်တော့လို့အမိန်ပေးလိုက်တယ်ဆိုရင်ပဲအလင်းတန်းတစ်ခုကထိုးသူတွေအပေါ်ကိုထိုးဆင်းလာခဲ့တယ်အလင်းတန်းလဲပျောက်သွားရော
ခုနကရှိနေတဲ့လူတွေအားလုံးကိုမတွေ့ရတော့ဘူးနန်းခင်ကတော့အိမ်ပေါ်ကနေပညာတွေကိုစွန့်လွတ်ဖို့အော်ပြောနေတဲ့အတန်ကိုသူတို့မကြားနိုင်တော့ဘူးဆရာလဲအိမ်ပေါ်ကိုပြန်တက်လာပြီးနန်းခင်စွန့်လွတ်ထားတဲ့ပညာတုံးတွေပေါ်ကိုရေစင်တစ်ဆက်တောက်ချလိုက်တယ်ရေစင်တစ်ဆက်တောက်ချလိုက်တာနဲ့ပညာတွေကဟုံးကနေမိထတောက်ပါလေရောမိတော့ကြီးတဲ့ငင်းရောအိမ်ချမ်းစီရိုးတောင်းလေးဘက်ကနေဝမ်းနေစွာငိုယူတဲ့အတန်နဲ့ကြီးပေါ်လာခဲ့တယ်နန်းခင်ကအတန်ကြားတော့ဒါအမိုးအတန်ပဲအမိုးကဒီအိမ်မှာရှိနေတာလားအမိုးရှိနေသေးတာလားဆိုပြီးစီးတဲ့ကနေထပြေးဖို့အလုံးဆရာကအဲ့ဒီအတန်ကအမိရဲ့မိခင်အတန်မဟုတ်ဘူးအမိကိုနောက်ဆုံးအချိန်ဒုက္ခပေးဖို့စူးစမ်းတဲ့အတန်ပဲအမိရဲ့ပညာတွေအခုမှတကယ်ကုန်ဆုံးတာခုနကမီးလောင်သွားတော့အမိရဲ့အမိုးထားခဲ့တဲ့မကောင်းတဲ့အဆောင်တွေကအမိကိုဒုက္ခပေးဖို့စူးစမ်းတာပဲစီးတဲ့ကနေအပြင်ထွက်ရင်အမိစီးပေါက်ပြီးအမိရဲ့လက်ပြကိုနှုတ်ဖို့နောက်ဆုံးလှုပ်ဆောင်တာလို့ပြောတော့မှနန်းခင်ပြန်ထိုင်ချလိုက်တယ်ကျွန်တော်တို့လည်းအချိန်မဆိုင်ပဲခြံတဲ့အိမ်ပတ်လည်မှာအင်းစာမတွေကိုမြုပ်ပြီးအနှောက်အယှက်တွေမလာနိုင်အောင်စီမံပေးခဲ့ကြတယ်နန်းခင်တို့လင်မယားနှစ်ယောက်ရဲ့နှစ်ဖူးမှလည်းအင်းစာမတွေကိုရေးဆွဲပေးခဲ့တယ်ဒီစာမတွေကြောင့်သူတို့နှစ်ယောက်ဘယ်သူမှဒုက္ခပေးလို့မရနိုင်တော့ဘူးမီးလောင်ပြကြထားတဲ့ပညာတွေကိုတော့ဆရာကသူ့ကိုယ်တိုင်မြေမြုပ်ပစ်ခဲ့တယ်နန်းခင်တို့လင်မယားနှစ်ယောက်လုံးကျွန်တော်တို့ဂိုင်းကိုယုံကြည်ခဲ့ကြတယ်နောက်နေ့မှာတော့ကျွန်တော်တို့ရွာကနေထွက်ခဲ့ကြတယ်နန်းခင်တို့လင်မယားကတော့ရွာထိပ်ထိလိုက်ပို့ရင်နောက်တစ်ခါကြုံရင်ဝင်လဲဖို့တဖွာဖွာမှားနေရှာတယ်ရွာပြင်ကိုရောက်တော့ခက်လန်းလန်းမှာခုံပေါက်ပြီးပြေးလာနေတဲ့သူတချို့ကိုမြင်လိုက်ရတယ်အနားရောက်လို့တေချာကြည့်လိုက်တော့အဖူးထီးကော်နဲ့အပေါင်းအပါတွေဖြစ်နေတယ်သက်ဆိုင်ရာပုဂ္ဂိုလ်တွေရဲ့အပြစ်ပေးခြင်းကိုခံထားရတဲ့သူတို့ကိုမြင်တော့ဆရာကတခါတလေမှခေါင်းမာတိုင်းမကောင်းဘူးလို့ပြောတယ်ရွာကနေထွက်လာပြီးနောက်ပိုင်းကျွန်တော်တို့ဘယ်ဆက်သွားရမလဲမသိတော့ဘူးဆရာကလည်းဘာမှမပြောဘဲခြေဦးတရာသွားနေခဲ့တယ်တဖြည်းဖြည်းရက်တွေကြာလာတာနဲ့အမျှခရီးလဲအတန်အသင့်ပေါက်နေခဲ့ပြီတနေ့မှာတော့ကျွန်တော်တို့ဘုန်းကြီးကျောင်းတစ်ကျောင်းကိုအမှတ်မထင်ပဲရောက်သွားခဲ့တယ်ဘုန်းကြီးကျောင်းဆိုပေမဲ့တန်ဃာတော်က2ပါးပဲရှိတယ်ရောက်တဲ့အချိန်ကညမှောင်ဆိုတော့ဘုန်းကြီးကျောင်းမှာပဲတဲခဲ့ကြတယ်ညဘက်ရောက်တော့လှုပ်ရှားရှိတဲ့အလုပ်တွေလုပ်ပြီးအိမ်မပြောလို့ထိုင်နေတုံးရှိသေးတယ်ဘုန်းကြီးကျောင်းလေကားပေါ်ကိုတက်လာတဲ့ကလေး9ယောက်ကိုတွေးလိုက်ရတယ်အသက်ကအလွန်ဆုံးရှိ10နှစ်ပေါ့အားလုံးကတရွယ်တည်းပဲသူတို့ကကျွန်တော်တို့ရှိတဲ့နေရာကိုတက်လာပြီးဘေးမှာထိုင်လိုက်ကြတယ်ကျွန်တော်လည်းသူတို့ဘာဆက်လုပ်မလဲကြည့်နေရင်သူတို့တွေကအဝေးစားတောက်တောက်ပြောင်ပြောင်အဖြစ်ဆုံးကလေးကဦးလေးရဲ့ဆရာအနာကိုမကက်ရဲလို့ဦးလေးစီကိုလာခဲ့တာဦးလေးတို့ဒီကိုစဝင်လာတဲ့ကသားတို့ကြည့်နေတာသားတို့ဒီရောက်နေတာနှစ်ပေါင်းရာကျော်နေပြီဒီကလွတ်အောင်ကူညီပေးဖို့လာတောင်းဆိုတာပါဦးလေးတို့ကူညီမှဖြစ်မှာပါလို့ပြောတော့ကျွန်တော်ကငါကဘာကူညီပေးရမလဲပြောကြည့်လို့ပြောတော့ကလေးငယ်ကသားတို့အလောင်းကိုမိတကြိုပေးရင်ရပြီသားတို့ကိုဒီနေရာမှာအစီရင်တွေနဲ့မြုပ်ခဲ့ကြတာဒီနေရာကအရင်မျိုးရိုးဟောင်းကြီးအဲ့မှာသားတို့ကိုတိုက်ခဲ့တာအခုလွတ်ချင်နေပြီအလောင်းကိုရှာပြီးမိရှို့ပေးပါနော်သားတို့သွားတော့မယ်သားတို့ဒီကိုလာတာသိရင်ဥယက်ခရိုက်လိမ့်မယ်သွားတော့မယ်နော်လို့ပြောပြီးကျောင်းအောက်ကိုပြေးဆင်းသွားကြတယ်ကျွန်တော်လဲဆရာကိုမနေ့ကမှပြောပြတော့မယ်လို့တွေးပြီးအိတ်ချလိုက်တယ်အတွေးထဲမှာတော့ဒီကလေးတွေကိုဘလို့ကူညီရမလဲဆိုတာကိုစဉ်းစားနေခဲ့တယ်စာဖတ်သူတွေအားလုံးလဲဒီကလေး9ယောက်ရဲ့အကြောင်းနဲ့သူတို့9ယောက်လွတ်အောင်မြတ်တာတို့ဘလို့ကူညီပေးမလဲဆိုတာကိုတော့အောင်မြတ်တာနဲ့ငယ်ပေါင်း9ပေါ်ဆိုတဲ့ဝတ္ထုလေးကိုစောင့်မျှော်ပေးကြပါအောင်ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီအဆုံးအထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်